ဒီတစ်ခါပြောပြခြင်းတဲ့ AutoCAD ရဲ့ tips and tricks လေးရတော့law editor မှာရှိတဲ့ visibility ဆိုတဲ့ parameter အကြောင်းလေးပဲဖြစ်ပါတယ်။အဲ့မှာ visibility ရဲ့ parameter နဲ့ရိုးဘလို့ဟောနဲ့ဘလို့ကွာခြားလဲဆိုတာတစ်ချက်ကြည့်ကြမယ်။ဥပမာဒီနားမှာပေါ့နော်အခုဒါကရိုးဘလို့ပေါ့နော် visibility parameter မထည့်ထားတဲ့ဘလို့ဒီမှာခုံလေးပေါ့နော်ခုံလေးရှိတဲ့ခါကြလို့ရှိရင်ဒီခုံမှာကိုကဒီအဆောင်လေးခုံနေနေရမှာကိုကဒီလက်ပါတဲ့ဟာပေါ့နော်လက်ပါတဲ့ခြေကိုပြောင်းချင်တယ်ဒီမှာလက်မပါတဲ့ခြေဖြစ်နေအဲ့ဒါဆိုရင်ရိုးဘလို့ဆိုရင်ဒီနှစ်ခုဖြတ်ပြီးသွားလို့ရှိရင်ဒါကို copy ကူးပေါ့နော် copy ကူးပြီးတော့ချပြီးရင်အဆောင်တိုင်းဖြစ်ဖို့ဆိုရင် rotate တစ်ခါလှည့်အဆင့် step တွေအများကြီးတောင်းရမှာပေါ့နော်တစ်ခါလှည့်ပြီးသွားရင်သူ့နေရာပြန်ကြဖို့နေရာတစ်ခါပြန်ရွှေ့အဲ့လိုနဲ့ step တွေအများကြီးကြတော့တစ်ခါလုပ်နေရတော့အချိန်ကုန်ပြီပေါ့နော်အဲ့ဒါကိုဖြည့်ရှင်းဖို့အတွက်နောက်တစ်ခုကတော့ဒီမှာ block မှာblock visibility ဆိုတဲ့ parameter ထည့်ထားတဲ့ block လေးဒီနေ့လောက်ထားတဲ့ဟာဆိုရင်ဘယ်လိုချိန်ကုန်တက်တာမလဲဆိုတာကြည့်ကြမယ်ဒီနေရာမှာအလုံးလောက်တဲ့ထိုင်ကုန်ပဲပြောင်းမယ်ဒီနှလုံးပြောင်းမယ်ဆိုလို့ရှိရင်visibility လောက်ထားတယ်အလုံးလောက်တဲ့ထိုင်ကုန်လက်ပါတဲ့ဟာလေးဆိုတဲ့ဟာလေးကို state လေးကိုယူလိုက်တာနဲ့ဒီလိုလေးပြောင်းပြီးရပေါ့နော်ဒီမှာဆိုရင်၄-၅ချက်နှိပ်ရမှာနဲ့တွင်ဒီမှာ visibility လောက်ထားတဲ့ block လေးနဲ့ဆိုရင်ကလေး2ချက်နဲ့သူ့နေရာနဲ့သူပြင်ကြပြီးသားဖြစ်သွားတယ်ပေါ့နော်အဲ့ဒီကွာခြားချက်လေးရှိပါတယ်ဒီမှာ block တွေကိုပြန်ပြီးတော့ပြောင်းတဲ့အချိန်မှာ AutoCAD မှာရှိရဲ being block ဆိုတာရှိ being ပါတဲ့comment လေးရှိအဲ့ဒါကတော့သူကဘယ်လိုလဲဆိုတော့replay block ဆိုတာရှိရပေါ့နော် replay block ဆိုတာကသူကဘယ်လိုလဲဆိုတော့ဒီ block ဒီနာမည်နဲ့ block နေရာတွေမှာဒီ block ကိုပြောင်းထည့်မယ်ဆိုတဲ့ဥစ္စာကိုပြချင်တယ်အဲ့ချိန်မှာကိုကကြတော့ဒီနှလုံးပဲလိုချင်တာဒီကျန်တဲ့နေရာတွေမှာအဲ့လိုမပြောင်းချင်တဲ့ခါကျရင်အဲ့ replay block ကိုတုံးလို့မရဘူးပေါ့နော်အဲ့ဒီချိန်မျိုးမှာဆိုလို့ရှိရင်ဒီ visibility ဆိုတဲ့ parameter လေးထည့်ထားတဲ့ဟာလေးကပို့ပြီးတော့အဆင်ပြေရပေါ့နော်အဆင်ပြေတယ်အဲ့ဒါဆိုလို့ရှိရင်အခု visibility parameter နဲ့ block လေးကိုဘယ်လိုဖန်တီးမလဲဆိုတာတစ်ချက်လုပ်ကြည့်ကြမယ်အမှဒီမှာကဒါကဖန်တီးပြီးသားပေါ့နော်နောက်တစ်ခုထပ်ပြီးတော့ယူလိုက်မယ်မှာကိုကဖန်တီးမယ်ဆိုလို့ရှိရင် block တွေရှိမှာပေါ့နော်ကိုလုံးမဲ့ block လေးတွေကိုလုံးယူထားပြီးတော့ဒီမှာကဒီ block တွေရဲ့ base point မှာတနေရာလေးမှာထပ်မယ်ပေါ့နော်နေရာလေးမှာထပ်မယ်နေရာလေးမှာထပ်ပြီးတော့နောက်ထပ်လုံးနေကြအတိုင်းပဲရိုး block ကိုယူပြီးတော့နာမည်လေးတစ်ခုနဲ့တင်လိုက်ပြီပေါ့နော် chair 2ဆိုပြီးတော့တင်လိုက်မယ်တင်ပြီးရင် pit point ကောက်ပြီး pit point ရကြတော့ခုနကတော့ block တွေထပ်ထားတဲ့နေရာ base point မှာပဲကောက်ပြီးသွားလို့ရှိရင် okay select object ကိုနှိပ်ပြီးတော့ okay ပေးလိုက်အဲ့ဆိုရင်ဒီဟာလေးရလာလိမ့်မယ်ရလာတဲ့အခါကျရင်ခု parameter ထည့်တော့မယ်ပေါ့နော် visibility ရဲ့ parameter ထည့်မယ်ဆိုရင် parameter ထဲမှာ visibility လေးကိုကလစ်နှိပ်ပြီးသွားရင်ခုနကတော့ base point ပေးခဲ့တဲ့နေရာပေါ့နော်ဒီနေရာလေးမှာကလစ်ချအဲ့ဒါဆိုရင် visibility ဆိုတဲ့ဟာလေးပေါ်လာလိမ့်မယ်ဒီအပေါ်က burden လေးကလည်းလင်းလာလိမ့်မယ်အဲ့မှာသူက state တွေနဲ့ခွဲရပါတော့ visibility ဆိုတာ state တွေနဲ့ခွဲအဲ့ state တွေကိုခုကခုံ၄ခုရှိရင်၄ခုစခွဲဖို့အတွက်ဒီမှာ visibility state ဆိုတာလေးကိုဖွင့်ချလိုက်ဖွင့်ချလို့ရှိရင်ပထမဆုံးကသူ auto ပါတဲ့ဟာ visibility state 0ဆိုတာပါတယ်ဒါပေမဲ့အဲ့နေရာမှာမလုပ်ခွဲအဲ့0ကိုကြတော့အကုန်လုံးဖော်ထားတဲ့ဥစ္စာတစ်ခုအနေနဲ့ထားခဲ့တယ်အဲ့တော့ကိုကဒီမှာခုံတစ်ခုချင်းစီရဲ့ state ကိုဆိုတော့ကိုက၄ခုယူရမယ်ပေါ့နော် new လေးကိုယူပြီးတော့ဒီမှာနာမည်ပေးထားမယ်ပေါ့နော်နာမည်နဲ့မှတည်မှာဆိုတော့နာမည်ပေးထားမယ်ဒီမှာ board chair အတွက်ဆိုရင် board chair ပြီးရင် web chair မှာ hand ပါတာဆိုရင် web chair with hand ဒီနောက်တစ်ခုက web chair မှာ hand မပါတာပေါ့နော် web chair without hand နောက်တစ်ခုက meeting chair ပေါ့အဲ့ဆိုရင်ကိုလုံးချင်းတဲ့ state ကဒီမှာ၄ခုရပါပြီဒီအပေါ်ဆုံးကတစ်ခုကတော့အကုန်လုံးအတွက်ဖော်ထားရတဲ့အတွက် visible လောက်ထားအကုန်လုံးအတွက်ဆိုပြီးတော့တစ်ခုထားခဲ့မယ်ကိုကဒီ state လေးတွေရသွားပြီအမှဒီမှာကိုက board chair state မှာဆိုရင် board chair ကိုပဲမြင်ကျင်ပြီးတော့ဒီမှာ၃ခုရှိရပေါ့နော်ဒီဟာကတော့သူကနှစ်ခုကိုပြပေးရပါတော့မြင်တဲ့ကိုကဖော်ခြင်းနဲ့ဘလော့ဆိုရင်အယောင်လေးကထင်းပြီးတော့မဖော်ဖြောက်ထားမယ်ဘလော့ဆိုရင်အယောင်လေးကမှိမ့်လေးနဲ့ပြတာဒါကကြတော့ကိုကတကယ်လို့မှားခဲ့တယ်ပေါ့နော်ဖော်ရမယ်ဘလော့ကိုvisible လောက်ရမယ် block ကို invisible လောက်ထားတဲ့ချိန်ကျရင်ပြန်ပြီးတော့ visible လောက်ချင်ရင်ဒီဟာလေးကိုသုံးတယ်ပေါ့နော်ဒါကကြတော့ဟိုက invisible လောက်မဲ့ဟာတွေကိုလောက်တဲ့ခါကျရင်ဒါလေးကိုသုံးတယ်ပေါ့နော်အခုကကြတော့ block board chair ကိုပဲ visible လောက်ပြီးတော့ဒီကျန်တဲ့သုံးခု invisible လောက်မယ်ပေါ့နော်အဲ့တော့ကြတော့ invisible ဟာလေးနဲ့ copy လောက်လိုက်ပြီပေါ့နော်လိုက်လို့ရှိရင် invisible ကို click နှိပ်ပြီးသွားရင်ကိုက invisible ဖြစ်ချင်တဲ့ block တွေကို select ပေးပြီးတော့ enter ခောက်လိုက်ရင်မှာ board chair တစ်ခုပဲပြပေးရပေါ့နော် board chair တစ်ခုပဲအယောင်လေးချိန်ပြီးပြပေးတယ်အဲ့ဒါ board chair ရဲ့ state မှာနောက် state ကကြတော့ board chair hand ပါတဲ့ဟာကိုပဲinvisible လုပ်ပြီးတော့ကျန်တဲ့ဟာတွေကို invisible လုပ်မယ်ဆိုလို့ရှိရင် hand ပါတဲ့ဟာလေးကိုချန်ထားပြီးတော့ကျန်တဲ့ဟာတွေကို select ကိုဒီလိုမျိုးဖြစ်သွားပြီပေါ့နော်ဒီလိုမျိုးဖြစ်သွားတဲ့ချိန်ကျရင်ကိုကပြန်ပြီးတော့ဒီ hand ပါတဲ့ဟာကိုပြန်ပြီးတော့ဖော်ခြင်းတယ်ပေါ့ဒီမှာလေးအကုန်လုံးမှိတ်သွားတယ်ဆိုရင်ဖော်ခြင်းတယ်ဆိုဒါလေးကိုပြန်နှိပ်ပြီးတော့ရင်ဒီ hand ပါတာလေးကိုပြန်နှိပ်လိုက် hand ပါတာလေးပြန်နှိပ်လိုက်ဆိုရင်ဒါလေးပြန်ဖော်ပြီးရပေါ့နော်အဲ့လိုလေးတုံးကြပါလေ
ပြီးသွားလို့ရှိရင်လက်မပါတဲ့ဟာဆိုရင်ဒီမှာ visit invisible နှိပ်ပြီးတော့လက်မပါတာတစ်ခုချင်ပြီးတော့ကျန်တဲ့ဟာတွေကို select မှတ်ပြီးတော့ဒါဆိုရင်ဒီမှာလက်မပါတဲ့လက်မပါတဲ့တစ်ခုကပေါ်ပေးထားတယ်ပေါ့နော်ပြီးတော့ meeting chair meeting ဆွဲဆိုလဲအတိုင်းပဲဒီမှာ meeting chair ကိုချင်ပြီးတော့ကျန်တဲ့ chair တွေအကုန်လုံးကို invisible လုပ်လိုက်ပြီးတော့ရင်ဒီမှာ test block နဲ့စမ်းကြည့်တာ test block မှာဒါကကြတော့အကုန်လုံးဖော်ထားတဲ့နေရာဒါကမှာပေါ် chair မှာက web chair လက်ပါတဲ့ဟာလက်မပါတဲ့ဟာပြီးရင် meeting chair အဲ့လိုမျိုးလေးတွေနဲ့list လေးနဲ့ပြောင်းလို့ရတယ်ပေါ့နော်အဲ့တော့ list လေးနဲ့ပြောင်းလို့ရပါတယ်အဲ့မှာခုနတုန်းကwithout visibility မပါတဲ့ဟာဆိုလို့ရှိရင်ရှင်းပြပြီးတော့အခုက visibility ပါတဲ့ဟာဆိုဘယ်လိုမျိုးလေးသုံးလို့ရလဲဆိုလို့ရှိရင်ဒီမှာအခု visibility ထည့်ထားတဲ့ဟာတွေဆိုရင်ဒီနေရာတွေကိုထိုင်ကုန်လက်ပါတဲ့ဟာပြန်ပြောင်းခြင်းတယ်ပြန်ပြောင်းခြင်းတယ်ဆိုရင်ဒီမှာဟန်ပါတဲ့ဟာထည့်လိုက်တာနဲ့သူကပြောင်းပေးပြီးသားပေါ့နော်နေရာလည်းရွှေ့စရာမလိုဘူးကလေးနှစ်ချက်ဆက်လက်ပေးပြီးတော့ကလေးlist လေးကိုရွေးလိုက်တာနဲ့ကိုထည့်ခြင်းတဲ့ block တွေရတယ်ပေါ့နော်ဥပမာဒီတစ်ခုရဲ့ဒီဘက်ကတစ်ခုရဲ့ကိုလက်မပါတဲ့ဟာထည့်ခြင်းတယ်ဆိုရင်ဒီမှာဒီလိုလေးရွေးလိုက်အောင်အဲ့တော့ကိုကဘယ်လိုပဲခုံနေချင်းချင်းပေါ့နော်အဲ့လိုပြန်ပြီးတော့တစ်ခါ copy ကူးလိုက်ပေးချလိုက် rotate လိုက်လုပ်စရာမလိုဘဲနဲ့ဒီ list လေးတုံးလိုက်တာနဲ့ဒီခုံကိုချင်းပြီးတယ်အတာချက်ပေါ့နော်သူရဲ့အတာချက်လေးကအဲ့လားပါပဲဒီဒါလေးကိုတုံးချင်ရပြည့် drawing speed ကပို့ပြီးတော့တက်စေရပေါ့နော်အဲ့ဒါလေးကတော့ဒီလောက်ပါပဲ